အခုလာမယ့်30ရက်နေ့မှာပွဲထွက်လာတော့မဲ့တွေ့လင်းထက်အားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အခုလာမယ့်30ရက်နေ့မှာပွဲထွက်လာတော့မဲ့တွေ့လင်းထက်နဲ့သူ့ရဲ့ပြိုင်ဘက်အကြောင်းကိုပြပြပေးချင်ပါတယ်ပြိုင်ဘက်ကတော့ Thai Fighter ဖြစ်ပြီးတော့ One Championship မှာပွဲပေါင်း15ပွဲထိထိုးထားတယ်9ပွဲရှုံး6ပွဲနိုင်ရလက်ထွက်ထားပြီးတော့ထိုးခဲ့တဲ့ပွဲတွေထဲမှာဆိုရင် Ramanda Ondat ချပါရက်တို့ဖိုက်တာမျိုးတွေနဲ့တွေ့ခဲ့ရပြီးချုံပရီချာလိုဖိုက်တာမျိုးကို2ကြိမ်အတွေ့မှာ2ကြိမ်လုံးအနိုင်ယူထားတယ်။အရက်ကတော့9ပေ6လက်မရှိပြီးတော့အသက်ကတော့23နှစ်ပါ finishing rate အနေနဲ့ဆိုရင် 22% ထိရှိပြီးတော့ပြိုင်ဘက်အနေထားကိုကြည့်ရမယ်ဆိုရင်တော့အရန်ကြီးရလက်ကောင်းထားတဲ့ fighter မျိုးမဟုတ်သလိုအရန်ကြီးလဲစွမ်းဆောင်ရည်ပိုင်းမှာကောင်းမွန်နေတဲ့ fighter မျိုးတော့မဟုတ်ဘူးဆိုတော့တွင်းလင်းတစ်ဖက်ကိုကြည့်လိုက်ရအောင်တွင်းလင်းတက်ကတော့ One Championship မှာ9ပွဲထိထိုးထားပြီးတော့9ပွဲနိုင်2ပွဲရှုံးရလက်ထွက်ထားတယ်ရှုံးခဲ့တဲ့2ပွဲက Sam A နဲ့ Brazil တို့ကိုရှုံးခဲ့တာပါပြိုင်ဘက်နဲ့ရှင်ရမယ်ဆိုရင်တော့အရက်မှာဆိုရင်လည်းအတူတူပဲ9ပေ6လက်မှာအသက်အရွယ်မှာဆိုရင်လည်းအသက်က23နှစ်ရှိတာဖြစ်လို့ပြိုင်ဘက်နဲ့ကအများကြီးမကွာဘူး finishing rate ဘိုင်းကိုကြည့်ရမယ်ဆိုရင်တွင်းလင်းတက်က60%ထိအောင်ရှိတာဖြစ်လို့ record ဘိုင်းရောကိုကြည့်ရမယ်ဆိုရင်တွင်းလင်းထက်ကပိုပြီးတာတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီပွဲမှာတွင်းလင်းထက်အနေနဲ့ရလက်ကောင်းရနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပရိသတ်တွေကဘယ်လိုထင်လဲအောက်က comment လေးမှာမှတ်ငယ်ပေးလို့ရပါတယ်မာရှယ်နဲ့ပတ်သက်တဲ့သတင်းတွေကိုအများအားတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ပေးထားဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်